ဒီနေ့ကိုစေးဆိုင်လို့ရောက်ခဲ့ပါတယ်မမေအရင်ကြိတ်တော့အုံးသီးရေခဲမုံလေးပေါ့နော်အုံးသီးရေခဲမုံမှာအုံးသီးပတ်လေးရလဲရှယ်မရှယ်တကားရှယ်ဘယ်လိုစားမလဲမသိဘူးတောင်းလို့အုံးသီးလေးနုဖတ်ညာပဲအထက်ကရေခဲမုံကလည်းအုံးသီးရတာလေအရင်ကောင်းတာဆိုင်လေးကဘယ်နာလဲလားဆိုင်မရလဲနော်တော်ကောင်းလားမစီဒီတန်းလေးလေးကြောင်းကြောင်းရင်းဒီစစားကပီးလေးရတော့ဟိုဓမ္မစီလမ်းနဲ့လက်လမ်းကြောင်းတိုင်းလင်းကိုတော့ပန်းအမ်းမှာပါရွှေပြီးပန်းထားမှာနော်မှာမိုင်းကောင်းလားသူရဲ့နေရဆိုလို့ရှိရင်ကျွန်တော်စာရေးထုတ်ပြီးတော့ပို့ဆောင်ပေးနေပါတယ်လုံးချင်တယ်လို့အလားဆုံးကမနေတဲ့သူကျွေးပြီနောက်ခါလာပို့ပြီကလေးတွေ့တော့စိတ်ဆိုးတော့မယ်ခလေးတော့ခေါ်ယူမယ်